ကိုကြီးဗျာတဲ့မနှက်ပြန်အပြင်မှာတွေ့ကြမယ်လीတဲ့ဘယ်မှာသွားတွေ့ကြမှာလဲတဲ့တဲ့ဟိုတယ်မှာမုံသွားစားမယ်လीတဲ့မုံစားပြီး69တဲ့ဟမ်အဲ့6ကဘာကိုပြောရလဲဟိုတယ်မှာမုံစားတာကွာအပြင်မှာမုံစားလို့ရှိရင်လူကြီးတွေပါညာတွေ့မှာဆိုလို့မုံစားပြီး69ဆိုတော့အဲ့6ကဘာကိုပြောရလဲဘီယာဘူးပြောရလားဟုတ်ပါ6ကဘာလဲကိုကဒူးတီဝိုင်နာမပါဘူးလေဟောနဲ့ကိုနောတဲ့ဟဲ့အဲ့ဒါဒူးတီလည်းမဟုတ်ဘူးကွာတဲ့အတွက်6အားပေးရမှာလားဟုတ်လဲဟုတ်တာပဲ6ဆိုတော့ကို6ဒူးတီအားလို့တော့ရတယ်ဒါပေမဲ့ तू ပြောတဲ့6ကဒူးတီလည်းမဟုတ်အဲ့ဘာကိုပြောရလဲမတော်တော့ဘူးတဲ့ဒါမခေါ်နဲ့တဲ့ဘာလို့မှအလိုက်မသိဘူးတဲ့ဟမ်ဟုတ်လေဟိုဘက်က6ကဘယ်လိုမျိုးအလိုက်တီးပေးရမှာလဲထားပါတော့အပြင်မှာကွာမုံသွားစားလို့ရှိရင်လူကြီးပါညာတွေ့မှာကြောက်လို့ဟိုတယ်ထဲမှာ2ယောက်သားအေးအေးဆေးဆေးမုံစားကြမယ်ပေါ့အဲ့ဒီကိုတော့နားလေတယ်ကွာဒါပေမဲ့မုံစားပြီးရင်6ဆိုတော့ပြီးတော့အလိုက်လည်းမသိဘူးဆိုတော့6တော့6လည်းမဟုတ်ဘူးကွာအေးဖြစ်တယ်နောက်ကသူ့မိလမ်းဟောတာနေမှာဘာဖြစ်တာလဲတဲ့ခဏနာဒီရောစောတာပဲတော်သေးရဲ့ကုန်မကျိုးလို့ဗါလဲ oh shit ဒီဗီဒီယိုကြီးရဲ့ထဲမှာမိန်းကလေးတွေပါတယ်ဆိုရင်10မိနစ်လောက်အရင်ကြော်လိုက်ပေါ့နော်ပြီးမှပဲဒီဗီဒီယိုဆက်ပြီးတော့ကြည့်ရင်ကြည့်ပေါ့နော်ငါဒါကိုသိချင်တာကွာတက်လားဟိုအဲ့အကောင်လားပါလားဟိုခယူးလူပါလူနဲ့အဲ့ဟိုငါဒီမှာသိချင်တာလေအဲ့ကြောင်ရက်လိုက်မှဘာလို့အထဲတွေကအဖြူစံလေးထွက်လာလဲအဲ့ဟိုသိချင်တာတကယ်လို့တည့်ရသူတွေရှိရင်ကောင်းမှာတစ်ချက်တော့မန်ပေးချအောင်ဟုတ်တယ်တကယ်လို့မသိဘူးဆိုရင်လည်းတည့်ရသူတွေမန်ရှင်းခေါ်ပြီးတော့ပြောပြခဲ့ကြအောင်ဟိုသိချင်တာကွာဒါဘာအကောင်လဲပေါ့နော်အဲ့ဟိုသိချင်တာဟုတ်တယ်ကျွန်တော် right ဘုံလို့ဆိုလိုက်ဘုံတော့ 1 2 3 go boom boom cha 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 you suck tahun mungkin boy sige na mula muka unji mula daghan kay mugas so daghan kay diri mugas so daghan kay wa mo kalaba ana inyong eskwelahanကိုမလည်းအဲ့လိုမျိုးပွားစီတပြည့်ပြည့်နဲ့ပြောတတ်တဲ့မိဘများရှိရင်ပေါ့နော်အဲ့လိုမျိုးတွေသွားလှုပ်ကြည့်ပါကိုလည်းရောက်မှဒန်ဟိုးတက်ခွက်နဲ့မပေါက်ဖဲနဲ့ဓမ္မနဲ့လမ်းပေါက်လို့ဆေးရုံရောက်သွားရင်တော့ငါလည်းမပြောတတ်ဘူးပေါ့ကွာtahun mungkin boy sige na mula muka unji mula daghan kay mugas so daghan kay diri mugas so daghan kay wa mo kalaba ဟုတ်တယ်သူအဲ့တူရောပြီးတော့ rapper ဆိုတာ ကိုရက်ကိုရေးရ ကိုရက်ကိုမရေးလိုက်ပဲသူများကိုရေးခိုင်းသွားတော့ ငပေါ်ကို ဟဲယောဒီပုံကြီးကဘယ်ကနေဘလို့ကပ်ပါလာလဲယောကြီး ပြီးတော့ rapper ဆိုတာ ကိုရက်ကိုရေးရ ကိုရက်ကိုမရေးလိုက်ပဲသူများကိုရေးခိုင်းသွားတော့ ငပေါ်ကိုဟက်ကမအေးလုံး ပြောချင်ဖြစ်လာကြော်လဲ